ညပေးဝေပါ၏ညပေးဝေပါ၏လူလေပြီးတော့ငါးနှစ်ခန့်ကဘဝဟောင်းကိုဆွတ်ခွာပြီးဘဝတန္တရာခရီးဆက်သွားရှာတော့ဥတင်သားအားအမြပေးဝေပါ၏လူလေပြီးတော့သုံးနှစ်ခန့်ကဘဝဟောင်းကိုဆွတ်ခွာပြီးဘဝတန္တရာခရီးဆက်သွားရှာတော့ဥဒန်းစောအားကိုစောင်းနဲ့ပြီးတော်တို့ဤဝါဆောင်နဲ့လက်နှင့်တကဝပေးဝေပါ၏အားလုံးညရကြ၍စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်ယူတော်မူ